အားလုံးပဲမိကလာပါကျွန်တော်တော့ကီရမှာကျွန်တော်တယောက်တော့ရဲဆိုတောင်းပန်ပါတယ်ကျွန်တော်ဟိုကီးဘုတ်ပြန်ဝင်သွားပြီပေါ့နော်ဟုတ်ကျွန်တော်ဒါလေးကတော့ဂျာဗာလေးပဲဖြစ်ပါတယ်ဟိုကျွန်တော်ဒီ episode မှာတော့ IF4 မှာရအောင်ရှာမယ်ပေါ့နော် episode 1နေတဲ့အိမ်မဆောက်တော့ဘူး IF4 မှာရအောင်ရှာမယ်ကျွန်တော်အစားကတော့ကျွန်တော်ရှိတာလေးနဲ့ထည့်စုံပဲဒါပေမဲ့ရှိတာမတောင်းရရရဲ့ပြီးတော့ဒီလိုအချိန်ကြီးမှာပေါ့နော်ရှိတာထည့်စုံလိုက်ရင်အကွေတော့မှကြောက်ရတာရဲ့ကြောင့်ကျွန်တော်ရှိတာထည့်မစုံတော့ပါဘူးကျွန်တော်ဒီရန်လေးပဲစော့လိုက်တယ်ပါမယ်နော်အခုလက်ရှိတော့ကျွန်တော်ဆက်ရွယ်အစဆိုတဲ့နေရာမှာတက်ခေါ်ပါမယ်โอเคတက်တော့ခုတ်ပွားပြီပေါ့နော်ကျွန်တော်စတုံး8တောင်ဖို့အတွက်စတုံးလေးလိုပါတယ်တူရပါအောင်မယ်ခါပဲစတုံးလေးလိုရတယ်ကျွန်တော်စားကျွန်တော်ဒီ case ဆင်းဝင်တော့ဒါပေမဲ့ကျွန်တော်ကရေပုံလည်းမရှိသေးဘူးတရားအဲ့တော့ case ဆင်းရင်တည်သွားနိုင်တယ်ပေါ့နော်ဆင်းနေပါဘူးကျွန်တော်တည်သွားနိုင်တယ်ဆိုတော့လူပြုတ်ကြရည်တည်မှာပြောပါအဲ့တော့ကျွန်တော်စတိုးနေရောက်ဖို့အတွက်ဒီမှာအကောင့်ရတွေ့နေပြီနော်ကျွန်တော်စတိုးနေလိုချင်နေပြီစတိုးနေရောက်ချင်နေပြီအဲ့တော့ပြောထဲရပဲကြောက်တယ်ပြလိုက်တယ်မလို့โอเคကျွန်တော်မှရှိတဲ့ပစ္စည်းကတော့ကျွန်တော်စတုံးနဲ့အဆင့်နေလိုက်ပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာတွေးတော့ပဲလိုရတော့ရယ်ဘာလို့ညရောက်လို့ချင်းကလေးမရှိရင်တစ်ခါရောက်တယ်ပေါ့နော်ကျွန်တော်အိပ်ရမရှိရင်တစ်ခါရောက်ပါရယ်အမှန်တည်းပြောမယ်ဆိုကျွန်တော်အခုဝေါ်ရဲ့အစမလို့လားမသိကျွန်တော် FVN နဲ့ကြာနေရယ်အော်โอเคကျွန်တော်ခုနမေးနေပါကျွန်တော်တစ်ကနည်းနည်းလေးပဲခေါ်ရည်ရယ်ကျွန်တော်ဒီမှာထူးလို့ဟူပဲလောက်လေးပေါ့နော်ကျွန်တော်တစ်ထပ်ခေါ်ရပါမယ်ဒီပြင်ခေါ်ရပါမယ်โอเคကျွန်တော်လိုရတဲ့အိပ်ရလေးရပြီဆိုတော့ကျွန်တော်ဟိုနိုင်လာရှော့ကြည့်ပါမယ်ကျွန်တော်ဒီဝေါ်တက်မှာဆောက်တာဆိုတော့နေပါတိအောင်လို့ပေါ့နော်ဒီမှာ village တွေပါရှိမှာပေါ့ village တက်ကျွန်တော်အဓိကလိုအပ်နေရ mine rain တွေက mine rain လိုအပ်နေရယ် mine rain နဲ့ဆင်းပြီးတော့ကျွန်တော် mine တူရပါမယ်ဘာလို့ဆိုတော့ဒီ episode ရဲ့အဓိက goal ပါကျွန်တော် iron 4မှာဆိုတော့ mine တူရပါမယ်အခုလည်းကြောက်ကျွန်တော်အစားအစာတွေတော့ဝက်ခုတ်လိုက်ပါအောင်မယ်โอเคကျွန်တော်ဟိုချော်ရီတော့ရှော့သွားလိုက်ပါအောင်မယ်အခုလည်းကျွန်တော် mine rain တင်တွင်း mine rain တွေ့လို့ရှိရင်တင်တွေ့ပါမယ်โอเคကျွန်တော် K တော့တွေ့ပြီပေါ့နော်ကျွန်တော်ဒါမဲ့အဓိကလိုအပ်နေတာကျွန်တော်မှခိုးလိုအပ်နေသေးတယ်ဘာလို့ trust မရှိလို့ရှိရင်ကျွန်တော်ဘာမှလုပ်လို့မရဘူးလေကျွန်တော် mine ရမှောင်တူးနေပြီဒီမှာကော်ပေါတွေဒီ average မှာကော်ပါအမှလုပ်ရဆိုတော့နေသွားတူးလောက်အောင်မယ်ဝိနော်ကော်ပါကြီးသွားတူးပါခိုးလေးပါတစ်ခါလေးတွေ့ရပါတော့ကျွန်တော်ခိုးလေးပါတူးလာတယ်ကျွန်တော်လိုအပ်နေတာဆိုတော့တိပဲပေါ့နော်ဒီမှာ fan တွေတော့လုပ်လိုက်မယ် fan တွေလုပ်ပြီးတော့ကျွန်တော်ကော်ပါကြီးဂျူမယ်မိုင်းထဲမှာဆိုရင်တော့အာမာလေးတော့လိုရလေโอเคကျွန်တော် iron ဖူးရမှာတော့မဟုတ်ဘူးဆိုရင်ပဲကော်ပါဖူးရမှာပေါ့နော်နယ်လီဝဲလိုက်ပါအောင်မယ်โอเคအိုထုပ်အင်းကြီးပေါင်းပြီးဖက်နက်โอเคကျွန်တော်ကော်ပါဖူးရမှာတော့ရပါပြီခုနကကျွန်တော်နဲကိုနည်းနည်းတော့ဝင်ထားရည်ကြဒီနောက်ထဲကိုအမကော်ပါလေးနည်းနည်းထပ်ယူအောင်မယ်ပြီးရင်အသားအိတ်กินရမယ်ကြထပ်ဆောင်ရအောင်မယ်အသားအိတ်กินဖို့โอเคကျွန်တော်တားကြီးတော့မရသေးဘူးဒါပေမဲ့နည်းနည်းလေးဝင်သွားပြီအမကျွန်တော်နည်းနည်းလေးပဲတော့ထော်လေးနည်းနည်းလိုက်ထွန်းတာဆိုမီလာမှာဆိုလို့မှကြတော့ဒီမှာဘာမှတော့မရှိဘူးကြဒါပေမဲ့ဒီအောက်ထဲမှာအပေါက်ရွတ်တွေ့ရယ်ဝိနော်ခုနအပေါက်ရွတ်တော့တောင်းဝင်မယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ခုနထားခဲ့မလို့ကြထားခဲ့ရတော့လေမကောင်းဘူးပေါ့နော်အဲ့ထဲမှာအိုင်ယွန်ရှိနေမလို့အားမလို့ပြန်တော့ဝင်လိုက်ပါမယ်ပြီးတော့မှဟိုခေရုပ်ဝင်တော့မယ်โอเคနော်အောက်ထဲမှာခရီးပိုင်းဝိုင်းဆောက်နေမှာဆိုလို့ကျွန်တော်နံပါတ်ခရင်ထားပြီးတော့ response ဆက်ခဲ့တယ်နော်နံပါတ်နည်းနည်းပါလိုက်ချကြည့်ဦးမယ်ကြအိုင်ယွန်လေးရှိလို့ရှိနေရပေါ့โอเคကျွန်တော်တော့အကုန်တော့မယ်ဗောနော်အဲ့တော့ခိုးထပ်တူရပါမယ်တွေ့တော့တူရမှာဗောနော်ဟုတ်ရင်တော့ truck ကုန်ပိုင်းအိုင်ယွန်ကျွန်တော်ခိုးလေးလဲကျွန်တော်အိုင်ယွန်တွေ့ဒီခေတ်မှာကျွန်တော် next skill လိုက်တော့မယ်နော်ဝေးတော့အိုင်ယွန်လေးကိုတော့ရခဲ့တယ်ဒါပေမဲ့တန်တယ်ဗောနော်ခေတ်ကတေးသေးလေးဆိုရင်မဲ့အိုင်ယွန်ကိုတော့မနေဘူးကြဒါပေမဲ့ဒီခေတ်အခေတ်အကြီးတော့ကြည့်မယ်ဒီမှာကျွန်တော်ခေတေးရပဲဒါပေမဲ့ဇူမီတော့မတွေ့ဘူးနော်ဘယ်တော့မှဆိုရင်ဒါဇူမီကရှိနေပြီနော်ကျွန်တော်တေးအောင်လောက်ရှင်တယ်ဇူမီကအရန်ပေါ်ရဘယ်တော့မှကြောတော့ဒီဂျားမှာကြောအတန်ပဲကြားရကြဇူမီကြောတကယ်မတွေ့ဘူးဒီနားမှာရှိရောမလားတော့မသိဘူးကြတွေ့ရောနေကျွန်တော်ပြောလိုက်တကယ်လာကျွန်တော်ပြောလိုက်လို့လောက်ရတဲ့ကောင်လေးလာကြည့်အိုင်ယွန်လို့ပြောရကြ right click သွားနှိပ်မိရဲ့ဗျာအိုင်ယွန်ကဒရုန်းနဲ့လားမသိဘူးဗျဒရုန်းနဲ့မနေပါဘူးကျွန်တော်10လုံးဖြစ်သွားပြီပေါ့ကျွန်တော်အားလုံးပေါင်းနောက်ထပ်14လုံးပဲလို့တော့ရဗျဒီမှာမရှိရလားခေးရနဲ့သွားကြည့်ဦးမယ်
ဟိုတယောက်လိုက်လို့ဆုံးသွားပြီโอเคကျွန်တော်ဒီထဲကြီးဆင်းဝယ်ကြတော့ဗျာဒီထဲမှောင်တော့မှောင်တူးနေတယ်မဲ့ဘာမှတော့မရှိတော့ဘူးအိုင်ယွန်တော့ရှိနေပါတယ်ဆိုပြီးတော့တိတ်ရှိမှမထင်ဘူးကြဟောဆိုကိုကကျင်းနေလေးတင်းနေလေးအတန်တော့ကြားနေရတယ်ကြကျွန်တော်အဆုံးတော့တကောင်တလီတော့ရှိမှထင်တယ်ဟုတ်တာဘယ်တော့မှဆိုလို့တီးရတိုင်းပဲဒီအောက်ငုတ်ကြီးလည်းနေဟာအဆုံးပြီးနည်းတော့မဟုတ်ဒီမှာတော့မတွေ့ဘူးကြအဆုံးပြီးနေပါအိုင်ယွန်လိုက်ရှာကြည့်ဦးမယ်ဆင်းလို့ရမယ့်နေရာလေးလည်းတခြားရှာအောင်မကြအကြနေပြုတ်ကြလို့ကျွန်တော်ဒီနေရာကျွန်တော်တင်လာရတာလည်းမဟုတ်တော့အော်ဘရိုဘေးနားမှာအိုင်ယွန်နေတွေ့နောက်မှတူပါမယ်ကျွန်တော်ဒီဘက်ထဲကိုရင်သွားလောက်မယ်ဟောဒါရအပေါ်မှာတော့ပြန်တက်တဲ့ချိန်တူလို့ရတယ်လीကျွန်တော်ရဲ့ဒီဝါရဘက်ကမရှိတဲ့အချိန်ဒီမှာတော့ကျွန်တော်အဲ့ရရှာတော့မှအဆင်ပြေမယ်ထင်တယ်တော့ကြာနေကျွန်တော်တီတော့မှဒီပုံစံတိုင်းဆိုခုရှာရတယ်နဲ့တီမှာပဲဟုတ်လာပစ်တွေရလို့ပဲကြအဲ့ရရှာကဘလို့ဘလို့ကြီးပဲကြအနေနဲ့နေရာရှေ့လောက်မယ်ကျွန်တော်ပြီးရင်တော့လာပစ်တွေအဓိကတူမယ်။ဟုတ်ဆိုကြောက်သွားမှကြောက်လို့ပေါ့နော်။ကြောက်သွားမှတော့ကျွန်တော်နေရာကြောက်သွားမှကြောက်တာ။ကျွန်တော် F2 နဲ့2နဲ့တော့မှားပြီးနှိပ်မိကြီး။ကြောင့်ကျွန်တော် pick up ချိန်တော့မရှိမှလားပြီးတော့ F2 တော့နှိပ်မိ။လာပစ်ကကျွန်တော်26ခုဆိုတော့လည်းမနေဘူးဗျ။ဘာလို့ဆို26ခုဆိုတော့လည်းကျွန်တော်အရှက်အကြိုက်လုပ်လိုက်ရပေါ့။ဒါပေမဲ့အဓိကကျွန်တော်အရှက်မတ်တွေပဲလိုရည်။ဒီဘောအိုင်ယွန်တွေတော့တူလိုက်ပါတော့မယ်။ဒီဗီဇိုရဲ့ကူကကျွန်တော်အိုင်ယွန်ဖူးအောင်မှာဆိုတော့ကျွန်တော်ရှန်ထားလို့မရဘူးကြအကုန်တူးမယ်ဒီနေရာလေးအိုင်ယွန်ဖူးအောင်မရလေပူကောင်းလေးပဲကြဟိုကျွန်တော်ကြည့်ရတဲ့ပုံစံရဆိုရင်အိုင်ယွန်မနေဘူးကြနေပြီးတော့ညာမယ်ထင်တယ်တူတော့တူးကြည့်လိုက်အောင်ကြဟိုကျွန်တော်တေချာတော့မရထားကြတယ်ဒါပေမဲ့8တုံးတော့ထင်တာပဲအားလုံးပေါင်းညစကူတော့အားလုံးက19တုံးပေါ့အော်ထဲမှာလာပါရဒီဘက်ထဲမှာဆိုရင်တော့ရှိတော့မှတင်နေကြအိုင်ယွန်နေဒိုင်မွန်တွေရောဒိုင်မွန်တော့ရှိမယ်တော့မထင်ဘူးအခုလက်ရကျွန်တော်19တုံးဆိုကျွန်တော်နောက်ထပ်9တုံးမလို့တော့အဲ့9တုံးက easy ချလိုက်လို့ရပြီပေါ့နော်ဘာလို့ခေတဲ့ရောက်နေဆို9တုံးလောက်လိုက်ချလိုက်မယ်ရှားပြင်းကျွန်တော်တင်ထွက်ပါမယ်ဘာလို့ဆိုခေတဲ့မှာ episode 1နဲ့ကြာမိနေယူပေါ့နော်နောက်ကျနေတင်စင်းအောင်မှာဆိုပြီးတော့ကျွန်တော်အခုလက်ချဆရာဘီစောက်ဖို့နေရာလိုက်ချရအောင်မယ်ကျွန်တော်နေဖို့အတွက်နေရာလိုက်ချအောင်မယ်အဲ့တော့ကျွန်တော်ခေတဲ့မှာနောက်ထပ်အိုင်ယွန်9တုံးရရင်တင်ထွက်ပါမယ်ခီရတော့ကျေကြီးပဲကြအဲ့ဒါသွားဖို့တော့မလိုဘူးကြခေါင်းလောက်ကတော့အဲ့ဒါသွားဖို့တော့မလိုတော့ဘူးထင်တယ်ဟိုကျွန်တော်ချိန်တော့ကျွန်တော် net skill လိုက်ရပါတော့ဘာလို့ဆိုကျွန်တော်အဲ့ချိန်မှာအိုင်ယွန်တာငန်းနေကြအောက်ကရေတွေမကြည့်တော့ဘူးကျွန်တော်အိုင်ယွန်ရှိပဲရောက်လာတာတဲ့ကျွန်တော်ပြုတ်ကြလိုက်ပြန်ဆိုပြုတ်ကြတင်လိုက်နေမှာဟိုကြာသွားပြီပေါ့နော်အဲ့အတွက်စကစ်လိုက်ပါတယ်ကျွန်တော်အခုအိုင်ယွန်24တော့တည်သွားပြီအဲ့တော့ကျွန်တော်ခေတဲ့တင်ထွက်ပါတော့မယ်โอเคကျွန်တော်ခေတဲ့ကနေတင်ရောက်ရင်တင်တွေ့ပါမယ်ဟိုရင်တော့အတင်ရောက်ပြီဆိုတော့ကျွန်တော်ပြောခဲ့တယ်မယ်စတာဝီဆောက်ဖို့အတွက်နေရာလိုက်ရှာပါမယ်ကျွန်တော်လူကျင်တဲ့နေရာပါနော်ရေချောင်းလက်ရှိရမယ်အဲ့တော့ညီတရလက်ရှိမယ်ပေါ့နော်တိုင်းတရဆံမလို့ညီကကိုပုံပြန်ညှိလို့ရတယ်ဆိုတော့ခေရတင်တော့ဝင်ကျင်နေရကြဘာလို့ဆိုတော့ကျွန်တော်အိုင်ယွန်ပစ်ကလူကျင်နေရဒါပေမဲ့ဒီတော့ဂိုးကဒီမှာပဲအံ့လိုက်ပါတော့မယ်နောက်တော့ကမိုင်းတော့ကျွန်တော်စားလိုက်သားဖြုံးလို့မရဘူးစားလိုက်ကျွန်တော်မအလောက်လည်းမပေါ်ဘူးလीဘာလို့အပင်နေစိုက်အောင်မယ်အခုလက်ရှိမှာအခုချိန်မှာမလှရဘူးပေါ့နော်ကော်ဗာအမိုင်းနေဆိုမလှရဘူးနော်မှထိုင်ဝမ်အမိုင်းနေဆိုရင်တော့ဒီလိုကြည့်ရင်လှသွားပြီကျွန်တော်အိုင်ယွန်လောက်ဆိုရင်တော့တော်တော်အဆင်ပြေပါပြီဒါနဲ့ဘရိုကျွန်တော်ပို့မတွေးလိုက်လို့ရှိရင်ဘာလို့မတိလိုက်ဘူးနော်ကျွန်တော်ဒီမှာစကင်နဲ့ထွင်တာပါတရုံးမိနာဒီစကင်ကဘရိုကျွန်တော်ပို့လို့တင်ထားရကြနော်အိုက်ပို့မတွေးလိုက်လို့ဆိုရင်ကျွန်တော်ကီးဘုတ်မရတော့ရပါအကုန်မတိတော့ဘူးနော်ဒါပေမဲ့မလိုပါဘူးကျွန်တော်အခုအချိန်တော့အရှိမအကောင့်နေကြโอเคကျွန်တော်နောက်တဲ့မိုင်းတွင်တက်အကောင့်နဲ့နည်းတော့မဟုတ်အကောင့်တွေကိုကျွန်တော်လိုက်တက်ပါမယ်ဆရာဘေးတဲ့ကျွန်တော်နေရာတော့ယူပါပြီအခုလည်းကျွန်တော်အိုင်ယွန်ဖူးကမှာဝတ်ပါတော့မယ်ကျွန်တော်ကိုကြည့်တဲ့အိုင်ယွန်ဖူးကမှာဟိုထုတ်အင်းကြီးဘောင်းမီဖနက် let's go ရပြီ
ကျွန်တော်ကိုယ်တီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအပင်လေးတော့စိုက်လိုက်အောင်မယ်ဗျအပင်လေးမစိုက်ခင်မှာကျွန်တော်ရဲ့အရင်အိမ်လေးကိုဒီမှာတင်ထားပါမယ်ကျွန်တော်ရဲ့နောက်ကြာလို့ရှိရင်တော့အာမစတန်လေးပဲလို့ရှိရင်နော်အဲ့မှာထက်လေးကကျွန်တော်ဒီမှာတားလေးဗျခုနကကျွန်တော်ဝက်တွေနေရာကြီးတက်ခဲ့ကျွန်တော်ကင်ထားလိုက်နေတော့မဟုတ်လို့ကျွန်တော်တိုးကြီးနေရာကြီးတက်ထားတယ်ဒီအပီဆိုဒ်တစ်ခုလုံးမှာကျွန်တော်တစ်တပင်ပဲခုတ်တယ်ပြီးတော့ credit ပဲတစ်ခါနှစ်ခါတော့ပဲထီပဲပေါ့နော်အဲ့ဟာဒီပစိန်ရပေါ့နော်အဲ့ကြံနေတဲ့ပစိန်ရကျင်းတဲ့ဟာကြီးအကုန်လုံးကျွန်တော်အကောင့်တက်ပြီးတော့ကုန်သွားပြီခုလဲကျွန်တော်လိုအပ်တဲ့ sugar cane တော့စိုက်မယ်အပိုင်း action တွေပဲလို့ရှိရင်လိုအပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော် sugar cane တော့စိုက်ပါမယ်โอเคကျွန်တော် sugar cane စိုက်ပွဲဆိုတော့ကျွန်တော်စားဖို့အတွက်ဒီစပိုင်းတော့စိုက်မယ်ပေါ့နော်နောက်ကြလို့ရှိရင်ကျွန်တော်ဒီအစာရက်ကုန်အောင်ပါကြကျွန်တော်စားဖို့တော့အပင်ကစိုက်ကိုစိုက်ရမယ်ဒါစဘာမဟုတ်ကြတာဂျုံနေကျွန်တော်နောက် episode ကြာရင်တော့အကောင့်ချမ်းမှာစောက်အောင်မယ့်အနေအထားရှိရကြ။တော့ဘိုက်ကအရန်စားတယ်။ဘိုက်ရန်စားရင်ကျွန်တော်ဘိုက်စားနေလည်းမစားဘဲမနေတော့ဘူးနော်အဲ့တော့စိုက်ကိုစိုက်ရမယ်စိုက်ကိုစိုက်မှကျွန်တော်မူးရမယ်အကောင့်လေးကအမှန်ရမှဆိုကျွန်တော်ဒီခန်းလေးမှာကျွန်တော်ခြေဓာတ်ထက်တောင်ဝင်ဒါပေမဲ့ခြေဓာတ်မထောင်းရသေးဘူးကြအဲ့တော့ကျွန်တော်ဒီနေ့ episode ကျွန်တော်9ရက်တည်သွားပြီအဲ့တော့ကျွန်တော်ဒီနေ့ episode လောက်ပါပဲအောင်မယ်နောက် episode ကျွန်တော်ရောက်ပါမယ်အားလုံးပဲဘိုင်ရပါ